tthan ha kamyo ne ma u boi hu che myo ta tat u ma a thwe thwe adwi mu ni Dr. Suikar o asan o phit biတဘာပတိအဖြစ်ဒေါက်တာပတ်မောင်မှဆောင်ရွက်သွားမှာဖြစ်ပါရဲ့ရှင်ပြည်တော်စုဝန်ကြီးနဲ့ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့တကွချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဌာနဆိုင်ရာများချင်းတိုင်းသားညီကိုပေါင်းထမများကြွားရောက်လာတဲ့ everyday အားလုံးပြည်တော်စုအကျိုးချင်းပြည်နယ်အကျိုးစားတဲ့တဘိုးထမ်းဆောင်နိုင်ကြပါစေပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုတောင်းရင်းအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတောင်ပိုင်းချင်းတောင်ဒေသများမှာကိုယ်စားလှယ်များပါဝင်တဲ့လူထုစည်းဝေးပွဲကြီးလေကျင်းပအဲ့ဒီစည်းဝေးမှာချင်းလူထုကခေဟောင်းကာလမှာကျင့်သုံးခဲ့တဲ့ပရိသတ်စနစ်အုပ်ချုပ်ရေးကိုဖြစ်သိမ်းပြီးတော့ဒီမိုကရေစီစနစ်ရအုပ်ချုပ်ရေးထူထောင်ပေးဖို့အဆိုတင်သွင်းခဲ့ကြတယ်ဒီအဆိုကိုတိတိမြို့နယ်ကဦးထောင်စခိုင်ကတင်သွင်းပြီးတော့ဖလားမြို့နယ်ကဦးကျော်မန်းကံပလက်မြို့နယ်မှာဦးဟန်ဘုံထန်တို့ကထောက်ခံခဲ့ကြပါတယ်ဒီအဆိုကိုမဲခွဲတဲ့အခါမှာဒီမိုကရေစီစနစ်ရအုပ်ချုပ်ရေးကိုလိုလားသူ9000ကျော်ကထောက်ခံမဲ့ပြီးပြီးတော့အုပ်ချုပ်ရေးစနစ်ဟောင်းကိုဖက်တွဲပြီးတော့အာဏာကိုဆက်လက်ချုပ်ကိုင်လိုတဲ့သူ19ဦးကကန့်ကွက်ခဲ့ပါတယ်ဒီကာလများအထိချင်းမျိုးသားတိတတ်မှတ်ရေးကိုတရားဝင်ဆွေးနွေးပုံဖော်ခြင်းမပြုရသေးပါဘူးရန်ကုန်မြို့အတွင်းဝင်များယုံချင်းရကောင်စီတာပြည်ရုံးကမှာ1950အောက်တိုဘာလ9ရက်နေ့မှာတတ္တမအကျဉ်းချုပ်ချင်းရကောင်စီညီလာခံအစည်းအဝေးကျင်းပတယ်ဒီအစည်းအဝေးမှာကံပလက်နယ်မှာဝန်သူမောင်းကချင်းမျိုးသားတွေရွေးချယ်တတ်မှတ်ရေးအဆိုကိုတင်သွင်းခဲ့ပါတယ်ဝန်သူမောင်းကနေ3နှစ်ကိုတင်ပြပါတယ်နံပါတ်1ကတော့မြေမြုပ် inquiry ကော်မရှင်အစည်းအဝေးကိုချင်းကိုယ်စားလှယ်များစီထွတ်တဲ့နေ့ဖြစ်ပြီးတော့နံပါတ်2ကတော့ချစ်ခေါ်တိုက်တကြီးစော်ဘွားတွေရဲ့လက်အောက်ကဒီမိုကရေစီအုပ်ချုပ်ရေးတစ်ကိုပြောင်းလဲခဲ့တဲ့ဖလားမြို့လူထုညီလာခံကျင်းပတဲ့1948ခုဖေဖော်ဝါရီလ20ရက်နေ့ဖြစ်ပါတယ်တတိယရက်တရက်ကတော့ချင်းဝိသေသတိုင်းအဥပဒေပြဋ္ဌာန်းအတည်ပြုတဲ့နေ့ဖြစ်ပါတယ်အဲ့ဒီ3နှစ်မှာဘယ်နေ့ကိုပြဋ္ဌာန်းတဲ့ကြောင့်ဆွေးနွေးအတည်ပြုပေးပါရန်အဆိုတင်သွင်းပါတယ်ဝန်တမောင်းတင်သွင်းတဲ့အဆိုနဲ့ပတ်သက်ပြီးတော့တိတိမြို့နယ်ပါလီမန်အမတ်ကက်ပတင်မန်တုံးလုံးကတိုက်တကြီးစော်ဘွားများလျောက်မှာဒီမိုကရေစီအုပ်ချုပ်ရေးတစ်ကိုပြောင်းလဲခဲ့တဲ့ဖလားလူထုညီလာခံကျင်းပတဲ့1948ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကိုချင်းမျိုးသားနဲ့ဖြစ်တတ်မှတ်ဖို့အကောင်းဆုံးအသင့်တော်ဆုံးဖြစ်ကြောင်းအလေးနဲ့ထောက်ခံပါတယ်ထို့နောက်တတ္တမမြောက်ချင်းရကောင်စီညီလာခံသဘာပတိဦးလင်ထုံဟာခါကတက်ရောက်လာတဲ့အမတ်အားလုံးရဲ့ဆန္ဒကိုရယူပြီးတော့1948ခုဖေဖော်ဝါရီလ20ရက်နေ့နာနဲ့17နိုင်အချိန်ကိုချင်းမျိုးသားနေ့ဆိုပြီးတော့ရွေးချယ်တတ်မှတ်အတည်ပြုခဲ့ပါတယ်ချင်းမျိုးသားနေ့အခေါ်ဟာ1951-59ခုအထိအမျိုးသားနေ့ချင်းမျိုးသားနေ့နာမည်နဲ့ကျင်းပခဲ့ပြီးတော့ဒီနောက်ပိုင်းမှာပန်းပွဲတော်နေ့နောက်ပိုင်းမှာချင်းမျိုးသားနေ့လို့ပြန်ပြောင်းတယ်တော်လိုင်းရေးကောင်စီခေတ်မှာချင်းဝိသေသတိုင်းနဲ့ချင်းမျိုးသားနေ့နှစ်ခုပေါင်းပထမတစ်ခုခေါ်နောက်အမျိုးသားနေ့လို့ပြန်ပြောင်းမြန်မာဆိုရှယ်လမ်းစဉ်ပါတီခေတ်1983နောက်ပိုင်းမှာချင်းပြည်နယ်နေစသဖြင့်အခုအမျိုးမျိုးပြောင်းခဲ့တဲ့တမိုင်းကြောင့်ရှိပါတယ်ချင်းမျိုးသားနေ့အခေါ်ပြောင်းရင်းနဲ့ပတ်သက်ပြီးတော့ဒီမှာကျင်းပတဲ့ချင်းမျိုးသားနေ့တိကျအခမ်းအနားမှာကက်ပတင်မန်တုံးလုံးကအောက်ပါချင်းများပါဝင်တဲ့မိန့်ခွန်းကိုပြောကြားခဲ့ပါတယ်ချင်းမျိုးသားနေ့ကိုဖလားလူထုစည်းဝေးပွဲကချင်းအောင်တစ်ခုလုံးကကိုယ်စားလှယ်များပါဝင်တဲ့အများစုရဲ့ဆန္ဒနဲ့တတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတော်ဟာအများဆန္ဒအမျိုးသားဆန္ဒကိုလေးစားသင့်ပါတယ်နှစ်ချင်းမျိုးသားများပျောက်ကွယ်သွားစေဖို့ချင်းမျိုးသားများအားအခြားလူမျိုးဖြစ်ဖန်တီးဖို့ပြည်တော်စုကြီးအတွက်အထင်ရှားရှိနေတဲ့ချင်းမျိုးသားများမှင်းမိန်ဖို့မလုပ်သင့်ပါဘူး၃ချင်းမျိုးသားနဲ့အခေါ်ပြောင်းလဲရန်ပြုမှုပြောဆိုပုံတွေဟာပြည်တော်စုစိတ်ဓာတ်ကိုပင်ထိခိုက်နိုင်တဲ့အတွက်စိုးရိမ်မိကြောင်းပြောကြားခဲ့ပါတယ်လေးစားပါတော်တပါတီအဖွဲ့ဝင်များပြည်တော်စုဝန်ကြီးချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့တကွeveryday အပေါင်းတို့ခင်ဗျာတနိုင်ငံလုံးကိုစားပြုတဲ့အမျိုးသားနေ့ရှိပြီးလည်းကစားမျိုးနွယ်စုငယ်များရဲ့ဒလိယဉ်ကြည့်မှုအသွင်လက္ခဏာ ethnic identity မပြောက်ပြည့်ရေးလေတစ်ဖက်ကလိုအပ်တယ်လို့ယူဆပါတယ်ကိုလိုနီခေတ်မြန်မာနိုင်ငံမြေမြုပ်အောက်တိုဘာ1945မှာကျင်းပတဲ့နေကြအရာရှိများစီဝေးပွဲမှာဘယင်းကစာအချီဘိုကော့ကရင်ကယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ပြီးအင်အားများပြားတဲ့လူမျိုးစုများနဲ့မဖွံ့ဖြိုးသေးသောလူနည်းစုရောနှောထိတွေ့စီတဲ့အခါမှာ
မဖွံ့ဖြိုးသေးတဲ့လူနည်းစုပျောက်ကွယ်သွားလေးရှိတယ်လို့ပြောခဲ့ပါတယ်အဲ့လိုနဲ့ကမ္ဘာပေါ်မှာရခင်ကရှိခဲ့တဲ့လူမျိုးစုငယ်များပျောက်ကွယ်သွားတယ်ဒါကိုသတိပြုကြရမယ်လို့ပြောပါတယ်ဘုရင်ကရဲ့ပြောကြားချက်တွေဟာတိုင်းသားလူနည်းစုများရှင်သန်ရေးကိုပြောကြားခြင်းဖြစ်မယ်လို့ယူဆနိုင်တော့လေအခြားတစ်ဖက်မှာတောင်တန်းပြည်မှာမရောနှောရေးသွေးခွဲအုပ်ချုပ်ရေးကိုရည်ညွှန်းခြင်းဖြစ်ပြီဘလို့ပဲဆိုစေတိုင်းသားမျိုးနွယ်စုအသီးသီးရဲ့ယူရရင်ကျင်းမှုဒလိအမျိုးသားရဲ့အသွင်လက္ခဏာမပြောက်ရေးမျိုးနွယ်စုရှင်သန်ရည်တည်နိုင်ရေးလေလိုအပ်ပါအမျိုးသားနဲ့ချင်းမျိုးသားနဲ့အမိနဲ့တတ်မှတ်ကျင်းပခြင်းဟာဒီလိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းကအထောက်အကူပြုပြီးလိမ့်မယ်အမျိုးသားနဲ့ကျင့်ပခြင်းဟာမိမိဟာမိသည့်နိုင်ငံသားမိသည့်မျိုးနွယ်စုဖြစ်ကြောင်းတစ်နှစ်တစ်ကြိမ်သတိပေးခြင်းလည်းဖြစ်ပါတယ်ဒါပေမဲ့ပြင်းထန်လွန်ခဲ့တဲ့အမျိုးသားရေးဟာစိုးကျိုးအများပြားရှိတာကိုလည်းသတိပြုကြရမှာဖြစ်ပါတယ်အချို့သောကမ္ဘာနေရာများမှာမျိုးနွယ်စုတစ်စုနဲ့တစ်စုလူမျိုးတုံးတပ်ဖြတ်မှုများဖြစ်ပေါ်စီပါတယ်ကမ္ဘာနိုင်ငံကိုကြည့်ရင်ဒီပြဿနာမှာအကောင်းဆုံးကတော့ရဝမ်ဒါနိုင်ငံဥပမာဖြစ်ပါတယ်ညီဝတ်ပြည်ပြရုံထိခိုက်စေတဲ့ပြည်တော်စုကိုပြိုကွဲစေတဲ့ဆိုတဲ့အချက်လည်းတွေ့ရပါတယ်အဲ့ဒါကတော့ကိုဆိုဘိုပြဿနာကိုကြည့်ရင်ဒီအနေထားကိုတွေ့ရစားတဲ့ဆိုးကျိုးတွေရှိပါတယ်ဒီနေ့အင်တာနက်စာမျက်နှာတွေမှာကြည့်လိုက်ရင်ဘယ်မျိုးနွယ်စုဘယ်နိုင်ငံမှမရှိတဲ့နိုင်ငံတော်ဟာအကောင်းဆုံးနိုင်ငံဖြစ်လိမ့်မလား is the best nation no nation လို့မြေခွန်းထုတ်သူများလည်းရှိပါတယ်ချင်းမျိုးသားနဲ့ကျင့်ပခြင်းဟာပြောင်းလဲတိုးတက်လာတဲ့ခေတ်စနစ်အရာဒို့တောင်အရေးသားသုံးပါးကိုထိခိုက်သည့်အထိအစွန်းရောက်တဲ့အမျိုးသားရေးပေါ်ထွန်းလာမှာမဟုတ်ပါဘူးမျိုးနွယ်စုတစုအနေနဲ့ပြည်တော်စုအတွင်းချင်းမျိုးသားများပါဝင်ရင်းမှာအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်ချင်းတိုင်းသားအများပြားဟာခေတ်ဆက်ဆက်မှာဒို့တောင်အရေးသုံးပါးအတွက်အသက်ဆုံးခဲ့သူများဒဏ်ရာအနာတရားရှိခဲ့သူများအများပြားရှိပါတယ်ဂုံပြုချင်းမြောက်ချင်းခံရသူများလည်းရှိပါတယ်အောင်ဆန်းသူရဘူတိုက်ချွန်းတီဟာသူရဝုံလျံမန်တီဟာသူရဘိုကြီးတန်းထူစသူတို့ကိုအထင်ရှားတွေ့ရမှာဖြစ်ပါတယ်မျိုးနွယ်စုအသီးသီးဟာမိမိတို့မှာမိသည့်မျိုးနွယ်စုဖြစ်ကြောင်းပြောဆိုဖို့မိမိတမိုင်းအစဉ်လာရင်ကျင်းမှုကိုထိမ့်သိမ်းရမှာဖြစ်ပါတယ်မျိုးနွယ်စုအသွင်လက္ခဏာ ethnic identity မြင့်မြတ်မှုဆောင်ရွက်ချက်တွေကိုတိုင်းသားချင်းတိုင်းသားအများပြားကလက်မခံနိုင်ဘူးဆိုတာကျွန်တော်တို့ချင်းမျိုးသားနေဖြစ်စဉ်တမိုင်းမှာတွေ့ကြပါတယ်မျိုးနွယ်စုသွင်လက္ခဏာကိုဖော်ဆောင်ရမှာချင်းမျိုးသားနေဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့အတွက်ချင်းမျိုးသားနေအခေါ်ကိုပြောင်းလဲရန်ကြိုးပမ်းတဲ့ကာလဒီမှာစန့်ကျင်မှုတွေပေါ်ပေါက်ခဲ့တဲ့ဆိုတာကိုလည်းချင်းမျိုးသားနေတမိုင်းစီမှာများပြတွေ့ရပါတယ်အေးလေးအစိုးရကိုစန့်ကျင်တော်လှန်ခြင်းပြည်သူစနစ်ကိုစန့်ကျင်ခြင်းဖြစ်ရများကိုအခြေခံပြီးတော့ချင်းမျိုးသားနေပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ချင်းမျိုးသားနေခေါ်ကိုပြောင်းလဲခြင်းဟာချင်းတိုင်းသားတွေတမန်ကြောင်းကိုအတိမတ်မပြုလိလူရှုသလိုများဖြစ်နေမလားလို့ထင်စရာတွေလည်းပေါ်ပေါက်နေပါတယ်ပြည်သူစနစ်အောက်မှာကြုံဖြစ်နေရတဲ့ဘဝအခွန်အခဝန်တို့ဝန်ပိုးအောက်မှာပြည်ပြခြင်းနေခြင်းဘဝအေးလေးကိုလိုနီအစိုးရဖိနှိပ်အုပ်ချုပ်မှုများဘဝမှချင်းလူလူလွတ်မြောက်ဖို့ကြိုးပမ်းရုန်းကန်လှုပ်ရှားမှုကိုစားပြုတဲ့တင်တီတာဟာလေချင်းမျိုးသားနေဖြစ်ပါတယ်အေးလေးဆိုရဲ့ဖန်စီထောင်ကြခြင်းခံရသူများထောင်အတွင်းကွယ်လွန်သူများပြည်သူစနစ်အောက်မှာအရှင်လန်းလန်းမြင့်မြတ်ခံရသူများနေအိမ်ကျေးရွာမိရှုဖြစ်စီခြင်းခံရသူများအားစာနာကုန်ပြုတဲ့တင်တီတာဟာလေချင်းမျိုးသားနေပဲဖြစ်ပါတယ်ကြောက်လာတဲ့အပိတ်တံများခင်ဗျာညီကုန်းတို့အဖြစ်ပြောကြားလိုတာကတော့ကံပလက်မြို့မှာကျင်းပတဲ့လွတ်လပ်ရေးရပြီးများမကြမီတတိယအကြိမ်မြောက်ချင်းမျိုးသားနဲ့ခန္ဓာမှာချင်းရဝန်ကြီးဦးစင်းထန်းကလွတ်လပ်ရေးရရုံနဲ့ဘာမှမပြီးပါဘူးကျွန်တော်တို့ချင်းတောင်ဟာပညာမရှိဗန္ဒာမရှိဘာမှမရှိပါဘူးဝေဖန်သုံးသပ်ပြီးတော့အလုံးလုံးကြပါဟာလို့ပြောကြခဲ့ပါယနေ့ကမလာမှာလက်ကျွန်တော်တို့ချင်းပြည်နယ်ဟာအဆင်းရဲဆုံးပြည်နယ်ဖြစ်နေပါသေးတယ်ဒါပေမဲ့လို့ပြီးခဲ့တဲ့နှစ်90လောက်ကဂျပန်တမိုင်းဆရာတွေကဂျပန်ဟာတိုင်းပြည်ကအလွန်ငယ်ပါတယ်လူကြီးများပါတယ်တယံစာတာလည်းမရှိပါဘူးချင်းတောင်လိုပဲဒီစိုက်ပျိုးမဲ့မြေလည်းမရှိဘူးဒါကြောင့်ဂျပန်ရဲ့အနာဂတ်ဟာကင်းမဲ့နေတယ်ဂျပန်မှာအနာဂတ်မရှိဘူးဂျပန် had no future လို့ပြောခဲ့ကြပါတယ်ဒါပေမဲ့ဒီနေ့ဂျပန်ဟာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်နေပါပြီဒီအခြေအနေကဖွံ့ဖြိုးတိုးတက်ကျွန်တော်တို့ချင်းတော်အခြေအနေဟာဖွံ့ဖြိုးတိုးတက်ဖို့အခြေအနေမပြီးတော့လဲဂျပန်ဒီပြောတယ်လူသားအဓိကကြပါတယ်
စူးစမ်းကြပါစို့လို့တိုက်တွန်းရင်ညီကုန်းချုပ်အပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် Chicken Lisa Balo, Idansuba, Chindainda, Nibu Bangua. Viola Nasayani Machayo de Chindainda Maya, Nitu Nima Chide, Chimulani Kadamiabi, Jim near when you show Nipi, Mikwam Joja Yashi de Nazo Miba Joni, Chindainda Alu, Usinivia, Jama Chanda Jate, Mingla Boni, Kizun and Jabasiru, Suma Wandoi, Nukan Seta. Đó chế chế về đi anh áp sẽ thấy trong năm bị biệt đấy là alo với gì nhiều ý có xong này cái gì chế mình này thì như cái trang này không chịu tốt đấy nào các cái sau này đang kiếm bị cái đấy mong nhát đấy đi chú đi nhà chỉ để chụp đấy trên đây là nhiều bóng được đó nhà nào nói gì hả ship bảo vệ tình cảm bị đấy là nhiều bóng mà trên chế gì như rồi như thế này đi thong suy về chụp đấy Uli nyeche le au chao chima uli nyeche doi kwa uchum ni bang dia jo khang khe abi nyeche le au ma lom yong ne ya thu sin te da ti ti ma jin myo da khang som mya ho thon la bi nyeche san jin in dai a dai song yok khe ja ba de a nai ngan long lom yong ya bu chao ong sa fu som mu baung ma ja ni ko sai yan da mya ni bu baung ba wen bi 1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာဘင်းလုံးစာချုပ်ချုပ်ဆိုပြီး ဒီမှာတောင်တန်းတိုင်းရင်းသားများရဲ့အေးသူကိုမြဥမကွဲတက်မြတဲ့စီလုံးညုံပါဖြစ်ကျိုးပန်းခဲ့မှုကြောင့်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာလွတ်လပ်ရေးရရှိခဲ့တာအားလုံးဒီပဲဖြစ်ပါတယ်။ချင်းတိုင်းသားညီကိုပေါင်းလို့ခင်ဗျာ။ညာနိုင်ငံမှာလွတ်လပ်ရေးရရှိခဲ့တော့လဲချင်းတောင်သားဒေသမှာနေချဲလူဖွဲ့စည်းထားရှိခဲ့ရေချင်းလေးရှင်ဟာဂျန်ရှိနေပြီးချင်းပြည်သူလူထုအများစုမျက်နှာဆုံဆုံခဲ့ရပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံလော်လာရေးရပြီးတလားကြာ1948ခုနှစ်ရော်လာမှာချင်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းတောင်သားဒေသများမှာကိုယ်စားလှယ်များပါဝင်သောလူထုစည်းဝေးပွဲကြီးကိုလော်လာရေးနဲ့ကျင်းပခဲ့ပြီးချင်းလူထုကပြည်သိအုပ်ချုပ်ရေးကိုဖျက်သိမ်းရေးဒီမိုကရေစီရအုပ်ချုပ်ရေးထူထောင်ပေးရအစိုးတင်သွင်းခဲ့ကြပါတယ်။အသေးစိတ်ကို50ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာသောသမကျင်းမြောက်ချင်းရကောင်စီညီလာခံကျင်းပပြီးတော့ ချင်းမျိုးသားနဲ့ရွေးချယ်တတ်မှတ်ရေးကိုဆွေးနွေးခဲ့ကြပါတယ်။အသေးစိတ်ကိုလည်းတဘာဝကြီးကရှင်းလင်းဆွေးနွေးမိန့်မှခဲ့ပြီးဖြစ်ပါတယ်။ဒီနေရာမှာဒီမိုစီအုပ်ချုပ်ရေးတစ်ကိုပြောင်းလဲခဲ့တဲ့ဖလားမျိုးလူထုညီလာခံကျင်းပတဲ့1948ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့နာနဲ့17နာရီချိန်ကိုချင်းမျိုးသားနေ့ဖြစ်အားလုံးကနေမှရွေးချယ်တတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးချင်းမျိုးသားနေ့အောင်ပွဲအခမ်းအနားကို 1952ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာမင်းသားမြို့မှာစတင်ကျင်းပပြီးနောက်ပိုင်းမှာချင်းမျိုးသားနေ့ကနေမှဗန်ပွဲတော်နေ့နောက်တစ်ခါချင်းမျိုးသားနေ့နောက်ချင်းဝိသားနေ့နောက်ချင်းပြည်နယ်နေ့စသဖြင့်မျိုးပြောင်းတဲ့ပုံကျင်းပလာခဲ့ပါတယ်။ချင်းပြည်နယ်လူထုကနေမှချင်းမျိုးသားနေ့ဖြစ်တာအခမ်းအနားကျင်းပဖို့အားလုံးကနေမှလူလာခဲ့ကြပါတယ်။ဒါကြောင့်ချင်းနေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ်ချင်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်စည်းဝေးမှာချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကနေမှတင်ပြခဲ့ပြီးချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးကနေမှသဘောတူဆုံးဖြတ်ခဲ့တယ်ဒီကူချင်းပြည်နယ်အစိုးရအဖွဲ့ကနေမှ24ရက်7လ2012ရက်စွဲပါစာမှတင်ပြင်းဆောင်1တက်1ဝန်စာ303ဝန်ပိညင်းဆောင်ဥတုဥတေဖြစ်ကြီးထောင်စုအစိုးရအဖွဲ့ထပ်မံအစီအခံတင်ပြခဲ့ဖြစ်ပါတယ်ချင်းတိုင်းသားညီပေါင်းလို့ညာ ယခုချိန်ကနေစပြီးတော့ချင်းပြည်နယ်နဲ့ချင်းမျိုးသားနဲ့တိကျပွဲပြစွာကျင်းပဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။သို့သောဒီကကြတဲ့မြေတာရကတော့ချင်းပြည်နယ်လူထုသွေးစည်းညီညွတ်မှုဖြင့်ညကျဒေါ်လာတက်ခိုက်မှုဖက်ဆက်ဆန့်ကျင်ဒေါ်လာရေးတိုက်ပွဲဒီဒရစ်ဆန့်ကျင်ဒေါ်လာဖြိုဖျက်မှုများမိဘဖိုးဘွားများကဆောင်ရွက်နိုင်ခဲ့တာကိုမမေ့မလျော့ပဲစင်ထရာချင်းပြည်သူအားလုံးရဲ့သွေးစည်းညီညွတ်မှုဖြင့်ချင်းပြည်နယ်တည်ငြိမ်အေးချမ်းသာယာပြီးချင်းမျိုးသားများရဲ့ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားကြဖို့အားလုံးကနေမှပြည်တော်စုတိုင်းသားညီကိုနားနဲ့ပါပူးပေါင်းပြီးတော့တောတာဝန်ရေးသုံးပါဥလျင်မလို့ထမ်းဆောင်သွားကြဖို့ဖြစ်ပါတယ်။
တော့တိုင်းသားညီကိုများဖြစ်ဖွဲ့စည်းထားတဲ့ဒီထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့်လည်းခေတ်သစ်စနစ်တိထူထောင်တည်ဆောက်ရန်တော့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတည်ဆောက်နေရတဲ့အချိန်ပဲဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါအခြေခံဥပဒေများနဲ့ညီစစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့အာသီဆုံးဒီမိုကရေစီစနစ်ထွန်းကားရေးအနည်းအားဖြင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတာဝန်ကြီးကိုပထမအဆင့်ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ဖြစ်စတင်ဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံတော်အတွက်မှာအာသီတီလင်းလျောတိုင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါဘဒူဓာတွေကိုဘေးမှာထားပြီးတော့ညီညီတဲ့သဘောထားတွေနဲ့နိုင်ငံရဲ့အကျိုးပြုလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ကြိုးပမ်းခဲ့တာကြောင့်အထက်အကျောက်အောင်မြင်မှုရရှိနေရှိပါတယ်။ကျွန်တော်ချင်းပြည်နယ်မှာလည်းပဲချင်းမျိုးသားတာဝန်နဲ့ဒီနေ့ဆက်ညဉ့်ညိုင်းဆွေးနွေးပွဲကို2012ခုနှစ်ဇန်နဝါရီလ9ရက်6ရက်များတွင်အခါမှာပြုလုပ်ပြီးဗနာမဘောတူညီချက်9ချက်9ရက်5လ2012ရက်မှာပြည်ထောင်စုစစ်ဗမာကြီးဆွေးနွေးညှိနှိုင်းမှုကိုအခါမျိုးမှာကျင်းပပြုလုပ်ပြီးသဘောတူညီချက်15ချက်2012ခုနှစ်ဒီဇင်ဘာလ9ရက်8ရက်9ရက်ညမှာဒုတိယကြိမ်ပြည်ထောင်စုစစ်သွေးဆောင်ပွဲကိုရန်ကုန်မြို့ MPC မှာကျင်းပပြီးတော့သဘောတူညီချက်29ချက်ကိုတဦးနှစ်ဖက်သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ဒီကားဖြစ်ရခါရဆဲပြီးထာဝရငြိမ်းချမ်းရရှိရေးနဲ့ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုနဲ့အစိုးရဌာနများချင်းမျိုးသားတာဝန်တို့ကနေမှညီညွတ်ညွတ်နဲ့အားလုံးကနေမှကြိုးစားအကောင့်ထဲပေါ်ဆောင်ရွက်သွားကြဖို့လိုအပ်ပါကြောင်းတိုက်တွန်းပြောကြားလိုပါတယ်။နိုင်ငံတော်အနေနဲ့နိုင်ငံရေးပြည်ပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များအကောင့်ထဲပေါ်စဉ်တစ်ချိန်တည်းမှာပဲပြည်သူတွေရဲ့ဇာဝနေလောကခွန်လာရရှိပြည်သူ့ဘဝလုံခြုံမှုနဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ပြည်သူ့ဗဟိုပြုလူမှုစီးပွားပြုပြင်ပြောင်းလဲမှုကိုပြုပြင်ပြောင်းလဲဒုတိယဆက်ပြီးနဲ့ဆောင်ရွက်ရမူဝါဒချမှတ်ဆောင်ရွက်ကြိုးပမ်းလက်ရှိပါတယ်။တော့ချင်းပြည်နယ်အနေဖြင့်လူမှုစီးပွားပြုပြင်ပြောင်းလဲဆောင်ရွက်ရမှာနိုင်ငံတော်ကြီးကိုအာမကိုပဲမိမိတို့ဒေသမှာရှိနေတဲ့ရင်းမြေတောတော်ကိုတုံးချပြီးလုံလဝိရိယပေါင်းစော်နဲ့စိုက်ပျိုးရေးမွေးမြူရေးစူးစမ်းဆောင်ရွက်သွားကြဖို့လိုအပ်လက်ရှိပါတယ်။လိုအပ်တဲ့နိဗ္ဗာန်နဲ့ယဉ်ကျေးမြုံနာမှုကိုနိုင်ငံတော်စီကနေမှတင်ပြရယူခြင်းပြီးဒေသတွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေကပါပူးပေါင်းဆောင်ရွက်သွားကြဖို့လည်းလိုအပ်ကြောင်းတိုက်တွန်းလိုပါတယ်။နိုင်ငံတော်ကနေပြည်သူတွေအတွက်လောကခွန်လာတွေရဖို့လူမှုစီးပွားရေးမှာတိုးတက်စေမယ့်လုပ်ငန်းတွေကိုဒီဆဲဥတွေလုံထုံးလုံနည်းများနဲ့ခွင့်ပြုဆောင်ရွက်ပေးလက်ရှိတာကိုလက်လာပြီးမိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အတွက်ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြဖို့လည်းတိုက်တွန်းရပါတယ်။ချင်းတိုင်းသားညီညာခင်ဗျာနိုင်ငံတော်သမ္မတကြီးအနေမှာခေါင်းမှန်ကအုပ်ချုပ်မှုစနစ်ရှိတဲ့တာရှင်းသောအစိုးရအင်္ဂါရများရည်သွေးများချွေရွံ့အားနည်းနေမှုများကြောင့်အစိုးရဌာနဖွဲ့စည်းများရဲ့စီမံအုပ်ချုပ်မှုစနစ်တိုးတက်ကောင်းမွန်ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတော့ပြုပြင်ပြောင်းလဲမဟာဗျူဟာတတိယစစ်လုပ်ငန်းဖြစ်တတ်မှတ်ပေါင်းထည့်ပေါ်ဆောင်ရညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။စီမံအုပ်ချုပ်မှုစနစ်တိုးတက်ကောင်းမွန်ပြုပြင်ပြောင်းလဲရမှာပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနဲ့ပြည်သူဝန်ကိုဆောင်တော့ပြည်သူဝန်ထမ်းများဖြစ်အောင်ရကြေးအုပ်ချုပ်ရေးပိုင်းကနေစပြီးတော့ပြည်ထောင်စုအဆင့်ထိပုဂ္ဂိုလ်ရေးဆိုင်ရာအတွေ့အမြင်အမှုအကျင့်လုပ်ထုံးလုပ်နည်းများပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်တယ်လို့အစိုးရဖွဲ့စည်းရန်တရားရဲ့ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲခြင်းကိုလည်းဆောင်ရွက်သွားကြဖို့တိုက်တွန်းမှုဆိုခဲ့ပါတယ်။ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်တရားမှာဇိုးရနဲ့ပြည်သူအပြန်အလှန်ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်းဖြစ်ပါတယ်။ဒါကြောင့်မြို့နယ်တစ်ခုမှာမြို့နယ်အုပ်ချုပ်ရေးမှုနဲ့ဌာနဆိုင်ရာများမြို့မိမြို့ဖများလူမှုရေးစီးပွားရေးလူထုလူတန်းစားကိုယ်စားလှယ်ပါဝင်တဲ့မြို့နယ်ကော်မတီကိုဖွဲ့စည်းပြီးမြို့နယ်ရဲ့ဒီငြိမ်အေးချမ်းသာရေးလုံခြုံရေးရောက်ပြည်စုံမှုရေးစီးပွားရေးလူမှုရေးစတဲ့ရေးကိစ္စအားလုံးမြို့နယ်ကော်မတီအစည်းအဝေးဖြစ်စုပေါင်းဆွေးနွေးခြင်းစုပေါင်းဆုံးဖြတ်စုပေါင်းမှုဆောင်ကောင်းတဲ့ပေါ်ဆောင်ရွက်တဲ့စနစ်နဲ့ဖွဲ့စည်းပြည်ဆောင်ရွက်လက်ရှိပါတယ်။ရပ်ကွက်ကျေးရွာအဆင့်မှာရပ်ကွက်အုပ်ချုပ်ရေးမှူးများကို2012ခုနှစ်ဒီဇင်ဘာလအတွင်းရွေးချယ်ခံထားမှုပြုလုပ်ခဲ့ပြီးတော့ချင်းပြည်နယ်မှာတော့ရပ်ကွက်40ခုရေရွာအုပ်စု490စုစုပေါင်း910မှာရွေးချယ်ခံထားပြီးဖြစ်ပါတယ်။ဒီအုပ်ချုပ်ရေးမှူးများကိုခြားရပ်ကွက်ကျေးရွာလူကြီးများနဲ့ရွေးချယ်ပူးပေါင်းပါဝင်တဲ့ရပ်ကွက်ကျေးရွာကော်မတီကိုဖွဲ့စည်းပြီးတော့စုပေါင်းဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပေါင်းတဲ့ပေါ်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်
Quesa at the Babadi Jimian at the Gua Chosing Ane Chosing J. Chin Miphun Ni Pu Su the Mara the Brat Daisy Gusa Deo Lare Unji Utum Chimmi Unji Chow Pu Hung Ngai Unji Pui Wimia Chimmi Ne Tuto Okata Pu how can come ne Bine Tuto Guzli Wimia Chin Miphun Ni Chin Miphun Ni on Way Pit Joyo Lare Chin Daihnak Guzli Jimiakmia Kulu Chin Miphun Une Chin Bine Suyaka Ne Biroma Patama Usung Udway Jimpare Chosene Nandi Jimyo Chin Miphun Ni Ma Chin Miphun Ni Gusa Sagabio Panyare Dwe a 2-way Gunju 1 million Bibare Piasiye Gundogule Chimum Bibare Dinea Chin the Maima did the pan Moguntiame Nitane Pibare Dinea Dichima Jimpare Chin Miphun Ni Ma Dipong Chosinga Sude Silia Lare Chin Miphun Ni Tamai Jantan Ketan Lare Chin Lumyodo Ye Amyoda Luciamu Jalabe Pare Higabama Chin Sure Lumyo Sine Due Chin Lumyodo Ye Lumyo Pichin Lekana Chin Lumyodo Ye Amyoda Lekana Tainting Gagoyame Deliu Tainting Gagoy Pudre Chin Miphun Ni a sin the site Jimpayame Sure Chin Miphun Ni Amyoda on Wijibe Pibare Eddie Dweja Chin Miphun Une Piton Suya Ginchani Sunu Pui Jimpare Chima General Chin Miphun Uani Biro Chin Miphun Ni Chin Miphun Ni Pi Pianli Jimpapu Mia Maka Donsu Kebare Piton Suyaka Kumpio Bele to Jesu Dimare Najam Dineyama Jimpare Chin Miphun Ni Ha Kadan Jimpare Chin Miphun Ni Te Bubiroma Tampusire Bubiroma Lenete Bubiroma Dipesire Luno Pioja Jimpare Chin Miphun Ni Sura the Maya Matota Sa people Mujong Bode Nit the name Hobawu Chin Lumyodu Ye Silia Lare Amyoda Hosha Mujong Bolare Nit the Nebe Pibare Digabama Lumyo de Mio Pi Yati de Yat the Kinga Lumyo de Mio Pi Pandibidoma Di Lumyodo in a time podre Nebe Gule Dicha Pekere Lumyodo got Nebido Mimido Lumyo Amyoda Yilekanagu Painting Poo Mimido Lumyodo yet Amyoda go by Piatango Jin don't be Roma Mimido Lumyo Lulan Hitete Nanga Yi Sanigo Yueche Nankere Nebe Pibare and the other Buya Chin Lumyodo Chin Myoda Duiga Chin Lumyodo yet Myoda go by Piatango look for it self-determination don't be Roma Mimido Lumyo Jin Dome Nanga Yi Sanigo Yueche Nepibare Gabana and Didi Ujiba Mimido Lumyo Jin Dome Nanga Yi Sanigo Yueche Book dolh Myo Locere a Tepon Biaswa stay Bidoma Sipuedu Chin Nuke Dabeme General Chin Lumyo Duya Kangkong Kere They get it talk Guya Lesi Favorila Sekuye Negani Necessi Jimpa Kere Chin Falan Muna Jimpa Kere Chin Muda Yela Kanjima Chin Lumyo Duiga Patama so Upan Biatan Quinn Gu Lumyo Gu Mudaga Jintong Yamen Nanga easily Yuchi Nanga Hello Nanga easily
နိုင်ဖို့ကိုမျိုးသားကိုပိုင်ပြဋ္ဌာန်းကိုကျင့်သုံးနိုင်ဖို့ဖန်တီးလိုက်တဲ့နိုင်ငံရဲ့ပြည်စင်ကြီးကတော့1940ခုနှစ်မှာဖွဲ့စည်းပြဋ္ဌာန်းလိုက်တဲ့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆက်ဆက်မှုရှိခဲ့ပါတယ်1940ခုနှစ်မှာဖွဲ့စည်းလိုက်တဲ့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာပင်လုံစာ6ရဲ့ဇာတ်လမ်းဖြစ်ပါတယ်ပင်လုံစာ6ရလဒ်ဖြစ်တဲ့အတွက်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေကမျှော်လင့်ခဲ့တာကတော့ကျွန်တော်တို့အတူတကွပူးပေါင်းဆောင်ရွက်ပြီးတော့မှဖွဲ့စည်းလိုက်မဲ့ပြည်ထောင်စုကြီးဟာရှင်းမှန်တဲ့ပြည်ထောင်စုစနစ်ကြီးဖြစ်ပါလိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းဖြစ်သွားတာကတော့ပြည်ထောင်စုစနစ်ကနေတွေ့ပြီးတော့မှတပြည်ထောင်စနစ်ကိုဦးတည်တဲ့အချက်တွေအများကြီးပါခဲ့ပါတယ်အထူးသဖြင့်ပြည်ထောင်စုလွှတ်တော်ရဲ့အထက်လွှတ်တော်လို့ခေါ်တဲ့ဟိုတုန်းကလူမျိုးစုလွှတ်တော်ဟာပြည်နယ်ကိုစားပြုတ်တဲ့ပြည်နယ်တွေကိုတန်းတူရည်တူကိုစားပြုတ်တဲ့ပြည်ထောင်စုထဲမှာရှိတဲ့ပြည်နယ်အားလုံးတန်းတူမှုဖြစ်ရမယ်ဆိုတဲ့ဟာကိုပြတ်သားရမယ်တင်ကြေရပြတ်သားရမယ်လွှတ်တော်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဖြစ်သွားတာကပြည်ထောင်စုစနစ်ကနေတွေ့ပြီးတော့မှတပြည်ထောင်စနစ်ကိုကျင့်သုံးတဲ့အင်္ဂလန်နိုင်ငံကအထက်လွှတ်တော်လူမျိုးနဲ့ House of Lords ပုံစံမျိုးနဲ့ပဒေသရိစနစ်အရသားရှင်မင်းစစ်အုပ်ချုပ်မယ်ချင်းပြည်ကရမ်အုပ်ကြီးများကချင်ကဒူဝါကြီးများရှမ်းပြည်ကဆော်ဝါကြီးများကတိုက်ရိုက်ဆေလွှတ်ရမယ်တိုက်ရိုက်ခန့်အပ်ရမယ်ဆိုပြီးတော့ဖြစ်သွားခဲ့တယ်ဒါကိုကျွန်တော်တို့ချင်းလူမျိုးတွေကမကြိုက်ခဲ့ပါဘူးကျွန်တော်တို့ချင်းလူမျိုးတွေကအထက်လွှတ်တော်မှာရောပြည်နယ်အုပ်ချုပ်ရေးမှာရောဒေသန္တရအုပ်ချုပ်ရေးမှာရောပဒေသရိစနစ်ရရမ်အုပ်တွေဘိုးဖုတ်တွေဥပ္ပီတွေကသားစီမင်းစစ်အုပ်ချုပ်ရမယ်စနစ်ကိုမလူလားတဲ့အတွက်ကျွန်တော်တို့ဖလားမှာညီလာခံလုပ်ပြီးတော့ဒီစနစ်ကိုပြုတ်ပြင်ပြောင်းလဲဖို့အမျိုးသားတော်လှန်ရေးရှင်တွေခဲ့ကြပါတယ်ဒီလိုရှင်တွေတဲ့အခါဖလားညီလာခံမှာတက်ရောက်တဲ့လူထုကိုယ်စားလှယ်ပေါင်း9000ထဲက19ဦးကပဲရမ်အုပ်စနစ်ကိုဆက်ပြီးတော့ကျင့်သုံးရအောင်ဆိုပြီးမေးပေးခဲ့ကြတယ်ကြံတဲ့ကိုယ်စားလှယ်အားလုံးကဒီမိုကရေစီစနစ်ကိုရွေးချယ်ခဲ့ကြပါတယ်ဆိုတော့ကျွန်တော်တို့ကမ္ဘာသမိုင်းကြီးကိုကြည့်ပါကမ္ဘာသမိုင်းကြီးမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ခေါ်တဲ့ self determination ကိုတုံးချပြီးတော့မှမိမိတို့လူမျိုးကိုကျင့်သုံးရမယ်နိုင်ငံတော်စနစ်နိုင်ငံတော်အုပ်ချုပ်ရေးစနစ်နိုင်ငံရေးစနစ်ကိုရွေးချယ်တဲ့နေ့ကိုအမျိုးသားအောင်ပွဲနေ့ဖြစ်နေကျင့်သုံးရစမေပဲဖြစ်ပါတယ်ဒီလိုပဲကျွန်တော်ချင်းလူမျိုးတွေကလည်းပဲမိမိတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုကျင့်သုံးပြီးတော့မှမိမိတို့ကိုယ်တိုင်ကျင့်သုံးရမယ်နိုင်ငံရေးစနစ်ကိုရွေးချယ်ခဲ့တဲ့နေ့ချင်းအမျိုးသားအောင်ပွဲနေ့ဖြစ်နေကျင့်သုံးခဲ့တာဖြစ်ပါတယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ချင်းမျိုးသားနဲ့ဖြစ်ပေါ်လာပုံသမိုင်းကိုတေးသေးချာချာကြည့်လိုက်လို့ရှိရင်ချင်းအမျိုးသားနဲ့ဒီမိုကရေစီစနစ်ဆိုတာခွဲခြားလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဖလားမြေလာခံမှာကျွန်တော်တို့ချင်းလူမျိုးတွေကချင်းလူမျိုးတွေကျင့်သုံးဖို့အတွက်ဒီမိုကရေစီကိုရွေးချယ်ခဲ့တဲ့တွေ့ကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီတွေ့ကြောင့်ဒီမိုကရေစီနဲ့ချင်းမျိုးသားနဲ့ခွဲခြားလို့မရအောင်ပူးတွဲခဲ့တဲ့တွေ့ကြောင့်ကျွန်တော်တို့ချင်းသမိုင်းမှာရောပြည်ထောင်စုသမိုင်းမှာရောဒီမိုကရေစီကိုဆန့်ကျင်တဲ့အင်အားစုတွေပေါ်လာတိုင်းကျွန်တော်တို့ချင်းပြည်နယ်ထဲမှာချင်းအမျိုးသားတွေကိုကျင်းပခွင့်မပေးခဲ့ပါဘူးအဲ့ဒီတွေ့ကြောင့်အာဏာရှင်စနစ်ကိုဆန့်ကျင်အန်တုရေးတဲ့ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်ကချင်းကျောင်းသားများကနေပြီးတော့ရန်ကုန်တက္ကသိုလ်ပရဝင်းနဲ့မန္တလေးတက္ကသိုလ်ပရဝင်းတွင်မှာချင်းအမျိုးသားတွေကိုကျင်းပခဲ့ကြပါတယ်ဒီနေ့ဒီကာလကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ချင်းအမျိုးသားနဲ့ကျင်းပခြင်းဟာဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခြင်း
အာဏာရှင်စနစ်ကိုဆန့်ကျင်ခြင်းဆိုတဲ့ဒီမိုကရေစီရည်တော်ပုံကြီးရှင်တွဲခြင်းတရားဖြစ်နေကျွန်တော်တို့တိတ်တခုကျင့်ပခဲ့ကြပါတယ်ချင်းပြည်နယ်တွင်းမှာကျင့်ပခွင့်မရခဲ့တဲ့တွေ့ကြောင့်ချင်းမျိုးသားတိုင်းဦးရဲ့ဒေါ်လာရေးစခန်းအသီးသီးမှာတိုးထေးတောင်ထေးမှာနှစ်ပေါင်း40ကျော်နှစ်ပေါင်း50ဒီပါကျွန်တော်တို့ကျင့်ပခဲ့ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာနေထိုင်ခွင့်မရလို့တိုင်းတစ်ပါးကိုထွေးပြီးသွားတဲ့ဒုက္ခတွေစခန်းတွေမှာကျွန်တော်တို့ကျင့်ပခဲ့ရပါတယ်နိုင်ငံခြားရောက်သွားတဲ့ချင်းလူမျိုးတွေနေထိုင်တဲ့နေရာတွေမှာတိုင်းတစ်ပါးမှာကျွန်တော်တို့ကျင့်ပခဲ့ရပါတယ်ဒါပေမဲ့ဒီနေ့ဒီအချိန်မှာဒီနေရာမှာကျွန်တော်တို့ချင်းပြည်ရဲ့မြို့တော်ဟာခါမြို့မှာချင်းပြည်နယ်ဟာခါမြို့တော်ကြီးမှာချင်းအမျိုးသားနဲ့ပြန်လာပြီချင်းအမျိုးသားနဲ့ချင်းပြည်ကိုပြန်လာနေပါပြီလို့ကျွန်တော်ဒီကနေကြီးညာချင်ပါတယ်Chin Miphun Ni Chin Ram Akak Kuchunga Rakirzang Ninia Akak Piak Lunglong Ten Kan Lomzang Patian Ni Miphun Kadinakan Sermi Hi Miphun Nakan Sermi Nani Kan Miphun Sinak Biachim Kan Miphun Ni Nuam Ten Hi Ika Kuchunga Kan Lomzangအဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ကိုယ်ပိုင်ဖြတ်ထိုင်ခွင့်ကိုကျင့်သုံးပြီးတော့ကျွန်တော်တို့ရဲ့အမျိုးသားသင်္ကေတကျွန်တော်တို့လူမျိုးဖြစ်ခြင်းလက္ခဏာကိုဖော်ဆောင်တဲ့ချင်းမျိုးသားနေ့ကိုချင်းပြည်တော်နေအောင်ချင်းပြည်နယ်ထဲပြန်လာအောင်ဟာခါမြို့တော်မှာကျင်းပနိုင်နိုင်ငံရေးတကားဖွင့်ပေးတဲ့သမရကြီးဦးသိန်းစိန်အထူးပဲကျေးဇူးတင်ပါတယ်လို့ချင်းမျိုးသားတအုပ်ကူစားချင်းလူမျိုးအားလုံးကူစားကျွန်တော်လှိုက်သေးစွာကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့ချင်းမျိုးသားတအုပ်နဲ့ပြည်ထောင်စုအဆင့်ရွှေနွေပွဲလုပ်တုန်းကကျွန်တော်တို့ငင်းချမ်းရေးလမ်းစာဖော်ဆောင်တဲ့အနေနဲ့ချင်းမျိုးသားနေ့ကိုချင်းပြည်နယ်ဟာခါမှာပြန်လည်ကျင့်ပခွင့်လမ်းဖွင့်ပေးတဲ့ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ဒီနေ့သမရကြီးကူစားဒီချင်းမျိုးသားနေ့ကိုတက်ရောက်ပေးတဲ့ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းတို့ကိုလည်းအထူးကျေးဇူးတင်တယ်လို့ကျွန်တော်ပြောကြားချင်ပါတယ်လူကြီးမင်းတို့ကဒီနေ့ဒီနေရာမှာတာမန်အစည်းအဝေးတဲ့တဲ့ပုံစံမျိုးနဲ့ထိုင်နေတာမဟုတ်ပါဘူးကျွန်တော်တို့ချင်းလူမျိုးအားလုံးအင်မတန်မှနှစ်သက်တဲ့မျက်နှိုးတဲ့ချင်းအမျိုးသားနဲ့မှာထိုင်နေချင်းဖြစ်တဲ့အတွက်အထူးသဖြင့်ဝန်ကြီးဦးဝင်းထွန်းကိုကျွန်တော်ပြောကြားချင်တာကချင်းလူမျိုးအားလုံးရဲ့နှလုံးသားမှာနေရာယူပြီးတော့မှထိုင်နေပါတယ်လို့ခံစားစေချင်ပါတယ်ကျွန်တော်တို့ချင်းမျိုးသားနဲ့ကိုချင်းပြည်သူလူထုတရားလုံးနဲ့ပါဝင်ရှင်နွေးဖို့ရင်းရင်းနှီးနှီးကျင့်ပဖို့ကျွန်တော်တို့ချင်းပြည်ကိုပါလီမန်ခေတ်တုန်းကကြွရောက်ခဲ့ပြီးတော့အားပေးခဲ့တဲ့သမရကြီးဆောဆွေတန်းနဲ့ဝန်ကြီးချုပ်ဦးလူတို့ကိုကျွန်တော်တို့ချင်းတမျိုးသားလုံးကယနေ့ထိမမေ့နိုင်ပဲတတအောင်မဲ့တယ်ဒီနေ့သမရကြီးကူစားဒီနေရာမှာတက်ရောက်ပေးတဲ့ဝန်ကြီးဦးထုံးကိုကျွန်တော်တို့ချင်းမျိုးသားလှုပ်ရှားမှုသမိုင်းမှာလူကြီးမင်းရဲ့နာမည်ကိုကပီးထူပြီးပတ်ထန်တင်တော့ပါလိမ့်မယ်ဒီလိုပဲကျွန်တော်တို့ချင်းမျိုးသားနေ့ကိုကျွန်တော်တို့ချင်းမျိုးသားတအုပ်နဲ့ပူးပေါင်းပြီးတော့ဒီနေ့ဒီနေရာမှာကျင်းပဖို့ခွင့်ပြုလိုက်တယ်ကျွန်တော်တို့ချင်းပြည်နယ်ရဲ့ဝန်ကြီးချုပ်ပူဟွန်ငိုင်းနဲ့ဝန်ကြီးဖွဲ့သားတွေကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီနေ့ချင်းပြည်နယ်ဆိုရနဲ့ကျွန်တော်တို့ချင်းမျိုးသားတအုပ်အတူတကွပူးပေါင်းပြီးတော့မှချင်းမျိုးသားနေ့ကိုကျင်းပရခြင်းဟာကျွန်တော်တို့ချင်းလူမျိုးချင်းမျိုးသားချင်းပူးပေါင်းပြီးတော့မှလက်တွဲပြီးတော့မှကျွန်တော်တို့ချင်းလူမျိုးတွေ့တော်၎င်းချင်းပြည်နယ်တွေ့တော်၎င်းပြည်ထောင်စုကြီးတွေ့တော်၎င်းပူးပေါင်းပြီးတော့မှဆောင်ရွက်ခြင်းလမ်းစာဖြစ်ပါစေကျွန်တော်ဆုတောင်းပါတယ်ဒီ
ဒီနေရာဒီစင်မြစ်ပေါ်ကနေပြီးတော့ချင်းအမျိုးသားလက်ကနေပြီးတော့ကျွန်တော်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့သမ္မတကြီးဦးသိန်းစိန်ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌသူရဆွေမန်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်မင်းပြည်ထောင်စုတပ်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်မှူးချုပ်ကြီးမင်းအောင်လှိုင်တို့ကိုဒီမှာကြောက်ရောက်လာတဲ့ဝန်ကြီးဦးဝင်းထွန်းကိုတိုင်တည်ပြီးတော့မှချင်းမျိုးသားကူစားချင်းမျိုးသားတပ်ဦးကူစားကျွန်တော်နှုတ်ခွင့်ဆက်တာချင်ပါတယ်သမ္မတကြီးနဲ့တကွနိုင်ငံတော်ကြီးကဲကြီးများခင်ဗျာကျွန်တော်တို့ချင်းမျိုးသားနေ့ကိုချင်းပြည်နယ်နဲ့တူကျွန်တော်တို့ချင်းမျိုးသားနေ့ကိုချင်းပြည်နယ်မှာအခုလိုပြန်လာခွင့်ပေးတယ်လို့ချင်းမျိုးသားနေ့ရဲ့ဖွားဖက်တော်ဖြစ်တဲ့ချင်းမျိုးသားနေ့နဲ့အတူတကွပေါ်ပုတ်တဲ့ဒီမိုကရေစီကြီးကိုလည်းဒီချင်းပြည်နယ်နဲ့ပြည်ထောင်စုကြီးကိုပြန်လာခွင့်ပေးပါတော့ပြည်တော်ပြန်ခွင့်ပေးပါတော့ကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီရှင်တိုင်းပွင့်လိုက်ခွင့်ပေးပါတော့လို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ဒီမိုကရေစီရင်းနဲ့အတူကျွန်တော်တို့တိုင်းရင်းသားလူမျိုးများနှစ်ပေါင်း60လက်နဲ့ကင်ပြီးတော့မှတော်လှန်ရေးရှင်တွေရယူခြင်းတဲ့တန်းတူရေးနဲ့ကိုပိုင်ပြတ်ထိုင်ခွင့်ကိုလေပေးပါတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးများရဲ့မွေးရပါခွင့်ရေးနဲ့ဒီမိုကရေစီရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ထိုင်ခွင့်တို့ကိုပေးကြပါတော့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားများလူလားတဲ့ဒီမိုကရေစီရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ထိုင်ခွင့်ရရှိရေးကိုအကောင်းဆုံးနဲ့ရရှိနိုင်ရေးနည်းလမ်းတစ်ခုတည်းသောနည်းလမ်းဟာဒီပြည်ထောင်စုကြီးကိုစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့တည်ဆောက်ရေးပဲဖြစ်ပါတယ်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ဒီတိုင်းပြည်ကြီးကိုပြန်လည်ထူထောင်နိုင်မှသာဒီတိုင်းပြည်ကြီးတွေမှာမတူကွဲပြားတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံမတူကွဲပြားတဲ့ဘာသာတရားပေါင်းစုံမတူကွဲပြားတဲ့ယဉ်ကျေးမှုပေါင်းစုံအတူတကွလက်တွဲပြီးတော့မှရှင်တွဲနေထိုင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ကြီးကိုငြိမ်းချမ်းစေခြင်းကျွန်တော်တို့တိုင်းပြည်ကြီးကိုတူးတက်ဖွံ့ဖြိုးစေခြင်းကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပွားနေတဲ့အနှစ်60ပြည်တွင်းစစ်ကိုအမြန်ဆုံးငြိမ်းချောက်ပါတော့လို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ဒီနေ့ဒီအချိန်ဟာကျွန်တော်တို့ပြည်ထောင်စုသမိုင်းမှာအနှစ်60ပြည်တွင်းစစ်ကို6ငင်းဖို့အကောင်းဆုံးကာလဖြစ်ပါတယ်ကျွန်တော်တို့ပြည်ထောင်စုသမိုင်းကိုပြန်ကြည့်ပါဒီနေ့ဒီအချိန်လိုကျွန်တော်တို့တိုင်းပြည်မှာငြိမ်းချမ်းရေးတည်ဆောက်ဖို့ကောင်းတဲ့အခွင့်အရေးကောင်းတဲ့အလားအလာတခါမှပေါ်ဘူးပါဘူးဒီအတွက်ကြောင့်ဒီအခွင့်အရေးဒီအလားအလာကိုကျွန်တော်တို့အားလုံးအမိအယယူပြီးတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်ကြရအောင်အနှစ်60ပြည်တွင်းစစ်ကို6ငင်းရအောင်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးချင်းတပ်ဖြတ်တဲ့စစ်ပွဲကျွန်တော်တို့ပြည်ထောင်စုကြီးမှာအနှစ်60ဖြစ်ပွားပြီးတော့မှဗမာတပ်မတော်နဲ့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေအချင်းတပ်ဖြတ်နေတဲ့အနှစ်60စစ်ပွဲကိုအမြန်ဆုံး6ငင်းရအောင်ဒီလို6ငင်းနိုင်မှသာကျွန်တော်တို့တိုင်းပြည်ကြီးကငြိမ်းချမ်းမှာဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းမှသာကျွန်တော်တို့တိုင်းပြည်ကတူးတက်ရှင်သန်နိုင်မှာဖြစ်ပါတယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးများလူလားတဲ့ဒီမိုကရေစီရေးတန်းတူရေးနဲ့ကိုပိုင်ပြတ်ထိုင်ခွင့်ရရှိရေးကိုအာမခံချက်နဲ့ပေးတဲ့နေ့ဒီပြည်ထောင်စုကြီးကိုစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့တည်ဆောက်နိုင်တဲ့နေ့ဟာကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပွားနေတဲ့အနှစ်60ပြည်တွင်းစစ်ရရှိတဲ့နေ့ဖြစ်ပါလိမ့်မယ်ဒီလိုကျွန်တော်တို့တိုင်းပြည်အနှစ်60ပြည်တွင်းစစ်ရရှိပြီး
ငင်းချမ်းပြီးตาယာပြီးတူးတက်ပြီးကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေလူလားတဲ့ဒီမိုကရေစီကြီးတန်းတူကြီးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုရရှိလို့ရှိရင်ကျွန်တော်တို့ချင်းလူမျိုးတွေမျက်နှိုးတဲ့ကျွန်တော်တို့ချင်းလူမျိုးတွေနှစ်သက်တဲ့ဒီချင်းမျိုးသားတွေကိုလေဒီချင်းပြည်နယ်ထဲမှာယနေ့လူချင်းပြည်နယ်ရဲ့မြို့တော်မှာဟာခါမြို့တော်မှာတာယာစကားစွာအရှင်မင်းကျင်းပနိုင်မှာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့ကျင်းပနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့ဒီကုန်းချုပ်ပါပါတယ်